Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စင်ကာပူနိုင်ငံရဲ့အလားတရားတွေထဲတစ်ခုဖြစ်တဲ့ Harrison Wave နဲ့ Taylor Blanket Hay ဖောက်တဲ့သွားမဲ့ vlog လေးပဲဖြစ်ပါတယ်။အဲ့နေရာလေးဟာEECC အနားယူချင်တဲ့သူတွေအတွက်တကယ်ကိုတင့်တော်တဲ့တော့လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်။ကိုကတော့တမတ်တိုင်ကြောစီးသွားလို့လမ်းပြန်ရှောင်နေရတဲ့အဖြစ်ပေါ့။သူကမှထားလိုက်တာအရင်တော်တော့လို့မမရမအဆင်ပြေတာ။နှစ်ယောက်သာတမတ်တိုင်ကျုံစီးသွားပြီးတော့လမ်းပြန်လျှောက်လာရတယ်နောက်တမတ်တိုင်စီပေါ့နော်။အခုတော့ Taylor Blanket Hay ကိုရောက်ပြီပေါ့နော်။ဂျင်းနီတို့တွားခဲ့တဲ့ရက်ကပေါ့နော်လူသိမ့်မများဘူး weekday ဖြစ်နေလို့လားတော့မသိဘူးပေါ့နော်လုံးဝ EECC နဲ့ chill လို့ကောင်းတဲ့နေရာလေးပေါ့နော်ဒီပန်းချင်မှာများတော့အဖြစ်တွေ့ရတာတော့လေ့ကျင့်ခန်းလာလုပ်တဲ့သူတွေတော့ပဲတွေ့ရတာပါပြီးတော့ဒီပန်းခင်းလေးအောင်ဆိုရင်ပေါ့နော်ခါတိုင်းဆိုလို့ရှိရင်ပန်းတွေအများကြီးပွင့်နေအခုချင်းကြီးတို့တွားခဲ့တဲ့တခါမှာတော့သူတို့ကဒီပန်းပင်တွေကိုပြန်ပြီးတော့စိုက်ထားဆုံးဆိုတော့ပန်းတွေအများကြီးမပွင့်နေဘူးပေါ့နော်တကယ်ပန်းတွေအများကြီးပွင့်ပြီဆိုရင်ဒီနေရာလေးကလုံးဝကိုအရန်လိုက်ပြီးရင်ထိုင်စရာထုံလေးတွေလည်းပေးထားတယ်ပြီးရင်အဲ့လိုစားဖို့တောက်ဖို့နေရာလေးတွေလည်းရှိရပေါ့နော်ဒီပန်းချန်ကလုံးဝကိုအရန်အဆင်ပြေရပေါ့နော်တရားဆက်တော့ဘူးလားဆိုတာစဉ်းစားနေပါဒီချာတော့စုံခဲ့ရသေးတယ်နောက်ကဒီမရရဲ့ဆိုပြီးတော့အခုကတော့ Harrison Wave ဖက်ကိုလည်းရှောက်ပြီးသွားနေရပါတော့ဒီတရားလေးကလုံးဝမိုက်တယ် view လေးကိုကြည့်ရတာနဲ့လည်းလုံးဝအမောပြည်စီတစ်ဖက်က city view တစ်ဖက်ကကျတော့ sea view ဖြစ်နေတယ်ပို့ပြီးတော့မိုက်တယ်ဒီနေ့ကတော့လာရတတ်မှာနော်ဘယ်လိုကြောင့်လဲနည်းနည်းစီပဲပို့ကုန်တယ်အရာကို press ဖြစ်တယ်ဒီဟာလေးကိုနေရာလေးကိုပေါ့နော်ဒါဆက်အောင်လာကြပါလို့အရန်ကိုဘယ်လိုပြောမလဲလုံးဝအစားတော့မောတယ်လို့ချိန်ရတယ်နော်လုံးဝဒီနားလေးရောက်လာတော့view ကိုမြင်လိုက်ရလုံးဝအရန်ကိုတန်ပါတယ်လို့အခုတော့အိမ်ပြန်လိုက်ပါဦးမယ်ဗီဒီယိုလေးကိုကျွန်တော်လည်းဆုံးသက်လိုက်ပါမယ် bye ဒါလေးကတော့ nice လေးပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye